အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်နေပါပြီးတော့ကြက်တုံငန်းလေးကြော်ပြမှာဖြစ်ပါတယ်ဒီကြက်တုံပင်လုံးလေးလေးကျွန်တော်နေပြီးတော့အမြောက်ကိုပေးမှာဖြစ်ပါတယ်ဒီကြက်တုံပင်လုံးလေးကလွယ်လွယ်လေးပါပဲဒါကတော့အင်္ဂလိပ်လိုဆိုလို့ရှိရင်ကျွန်တော်ဆိုင်မှာရောင်းတာပေါ့နော်အင်္ဂလိပ်လိုဆိုလို့ရှိရင်ပွင့်နာမည်က chicken wing လို့ခေါ်ပါတယ်ဒါကကျွန်တော်အရန်လွယ်လန်းလို့အရန်လေးစားလို့ကောင်းလန်းလို့ဒါဒီဗီဒီယိုလေးကိုကျွန်တော်လုပ်လိုက်ခြင်းဖြစ်ပါတယ်ဒီကြက်တုံဝင်လေးကိုဈေးမှာတော့ပြီးကိုယ့်အောင်ကြော်စားရင်ရပါတယ်လွယ်လွယ်လေးပဲပေါ့နော်ဆိုင်မှာရှိတဲ့အရာတာတိုင်းစားချင်တဲ့လူတိုင်းလွယ်လွယ်ကူကူလေးလှုပ်ရှားလို့ရအောင်ဆိုပြီးတော့ကျွန်တော်ကဒီဗီဒီယိုလေးကိုလုပ်လိုက်တာဖြစ်ပါတယ်အခုကတော့ကြက်တုံဝင်ကကျွန်တော်ခုတ်နေတာပေါ့နော်ခုတ်နေတယ်ဆိုပြီးမဲ့လို့ကျွန်တော်တို့ကအကောင်လုံးကိုချက်မှာမဟုတ်ပါဘူးတနေ့နည်းနည်းပဲကြော်မှာပေါ့နော်ဒါကတော့ဆိုင်အတွက်လုပ်နေတာမလို့ပေါ့နော်ကြက်တုံဝင်ကများနေတာပေါ့ဒါကျွန်တော်တို့ဒါလည်းအကောင်လုံးလည်းစားလို့မကောင်းပါဘူးပေါ့နော်အဲ့လိုမျိုးလိုအပ်တဲ့ဟာလေးခုတ်ဖြတ်ပြီးလို့ရှိရင်ကျွန်တော်တို့ပါဝင်ပစ္စည်းလေးတွေကိုကျွန်တော်ယူနို့တစ်ခါကြာရှင်းပြပေးမှာဖြစ်ပါတယ်အခုကတော့လူကတော့ခုတ်နေတော့မှရှိသေးတယ်ပေါ့နော်မပြီးသေးဘူးပေါ့နော်ဒီတကယ်ကိုစားလို့ကောင်းတယ်ပေါ့နော်ကျွန်တော်ကတော့စားပြီးပြီဆိုတော့လေတကယ်ကိုကောင်းနေပြီပေါ့နော်တကယ်ကိုဆိုင်ကလက်ရအတိုင်းပဲဒီမှာအခုပြောင်းပစ္စည်းလေးလာပြီပေါ့နော်ဒီမှာနေပြီးတော့စီနည်းနည်းပါမယ်ပြီးလို့ရှိရင်ကြက်သားမုံပါမယ်ပြီးလို့ရှိရင်ဒီအနီရောင်လေးကငရုတ်တိအယောင်တင်မှုဖြစ်ပါတယ်ငရုတ်အယောင်တင်မှုလေးကိုထည့်လိုက်ပေါ့နော်အယောင်တင်မှုကပို့ပြီးတော့များပါတယ်အရတာတော့ကိုယ့်ကိုဆက်ပြီးတော့ထိကြပေါ့နော်အဲ့လောက်ထိတည်းမစိုးပါဘူးအဲ့လိုမျိုးပြီးလို့ရှိရင်တော့နေပေးလိုက်ပေါ့နော်အဲ့လိုမျိုးနှက်ပြီးတော့နေပေးလိုက်ပေါ့လွယ်လွယ်လေးပဲပေါ့နော်ဒါကအဓိကပါတဲ့အဓိကမင်းကသူပဲငရုတ်တိမင်းငရုတ်တိမုံရဲ့ပြီးလို့ရှိရင်ကြက်သားမုံရဲ့ငရုတ်တိမုံဆိုတာအယောင်တောင်မုံအယောင်တင်မုံကိုပြောတာနော်ဟိုဟာမဟုတ်ဘူးနော်ဒီငရုတ်တိအဆက်တွေမဟုတ်ဘူးနော်ရောင်တင်မုံရဲ့ဒီခုနပြောတဲ့တတမုံရဲ့အဲ့ဒါလည်းပဲပါတယ်စီရဲ့အဲ့ဒါလည်းပါတယ်ပြီးလို့ရှိရင်ကျွန်တော်လင်းကားတော့ကျွန်တော်ကြော်ကြည့်မယ်ရေးလေးလေးဖြန်းလိုက်မယ်ဒီလေးတွေကပေါင်တာမုံတွေပေါ့နော်ဒီပေါင်တာမုံတွေကဈေးမှာဝယ်နေရလွယ်လွယ်လေးပဲဟာအဲ့ဒါဆိုရင်ကျွန်တော်လောက်ရတယ်တအားလွယ်တယ်ပေါ့နော်ကြက်တော့ဝင်ကိုရချားရတာလည်းလွယ်တယ်ပြီးလို့ရှိရင်ဒီပေါင်ပစ္စည်းလေးဆက်ရတာလည်းလွယ်တယ်ပေါ့နော်အဲ့မလောက်စားတော့တကယ်ကောင်းတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ကစီအိုးလေးပုံပြီးတော့ကြော်နေပါပြီအခုလိုမျိုးနည်းနည်းကိုစောင့်ပေးလိုက်ပေါ့နော်အခုဆိုကျွန်တော်ထိုးကြည့်နေလို့ကတော့ကြက်ပြီလားမကြက်ဘူးလားပေါ့ဒါတော့နည်းနည်းတော့ကြာရင်ဆက်ရှင်းတော့မဟုတ်ဘူးဒါကကျွန်တော်ဒီမှာမလို့နေတူနေတာပေါ့နော်မကြက်တဲ့ပြီးတော့ပြန်ချပေးလိုက်ပြန်ကြော်ပေးလိုက်ပေါ့နော်ဒီကိုစားချင်ရကောင်းတဲ့တက်တော်ဝင်ကျွဲလေးရတော့မှာဖြစ်ပါတယ်ဒီကတော့မကြက်သေးဘူးနည်းနည်းစောင့်ပေးလိုက်ပေါ့နော်ကျွန်တော်ကမကြက်သေးဘူးကျွန်တော်တို့ကတပွေးစာပဲကျွန်တော်ကြော်တာပေါ့နော်တပွေးမှာ၄လုံးပဲထည့်ခဲ့တာဒါကိုမထင်နဲ့နော်ဒါမြန်မာဝင်လဲဆို1000လောက်ပေးရတယ်တို့ကိုဈေးကြည့်တာဆိုင်မှာဝယ်စားမှဆိုမလွယ်ဘူးခုကတော့ကျွန်တော်ကြက်တော်ကြီးဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကအခုအမေးစီရေးတာအဲ့ဒါလေးကဂါလီဆော့လို့ခေါ်ပါတယ်ဂါလီဆော့လည်းမားကတ်တွေမှာဝယ်လို့ရပါတယ်မြန်မာနိုင်ငံမှာလည်းရှိပါတယ်ဂါလီဆော့လည်းရှိပါတယ်ဂါလီကိုမသိဘူးဂါလီဆော့လို့ပြေးလိုက်ပေါ့နော်ဂါလီဆော့ဆိုလို့ကျွန်တော်ဆိုင်ကလူသိပါတယ်ပေါ့နော်အဲ့ဂါလီဆော့နဲ့နေလိုက်မယ်ကစတမ်ဘာဆိုလို့ရှိရင်အဲ့ဒီခွက်လေးနဲ့ပေးလိုက်အရန်ပွေးအလှပေါ့နော်အခုကတော့ကျွန်တော်စားမှာပြပါတယ်ကျွန်တော်ကန်စားမှာပြပါတယ်ကျွန်တော်ကစားလိုက်ပြီပေါ့နော်ဒါအချင်းစားပြီးတော့ပါပြီအရန်ကိုစားလို့ကောင်းတယ်အခုကတော့ကျွန်တော်ဗီဒီယိုလေးရိုက်ပြတာပေါ့နော်အရန်ကိုစားလို့ကောင်းလန်းလို့ဒီဟိုပေါ့နော်လုံးဝလည်းလွယ်တယ်စားရတာလည်းအရသာရှိတယ်ဒါကြောင့်ကျွန်တော်တို့အိမ်မှာလိုလိုကူစားစားခြင်းနဲ့လူတွေအတွက်လုပ်ပြလိုက်တာဖြစ်ပါတယ်